ကောင်လေးကဘသူမှမလောင်ပြောင်းနိုင်အောင်သူ့ရဲ့ပန်းရောင်ဖက်နှက်ကိုအမဲရောင်မာကာနဲ့ဆေးချလိုက်တယ်ဒါပေမဲ့အတန်းထဲကကောင်လေးတယောက်ကသူ့ရှိုးဝက်ချက်ကိုတီးသွားတယ်သူကလူပုံလဲမှာမင်းကမင်းမရဲ့အတွင်းခံဟောင်းတွေကိုတောင်ဝတ်တယ်မလားလို့ပြောလိုက်တယ်ကောင်လေးလည်းတိတ်တိတ်လေးပဲရက်နေခဲ့တယ်ဆရာမကသူ့ကိုပဲအစားထိုးဆူပူလိုက်ပြီးအတန်းထဲမှာစူညံအောင်လုပ်နေတာမင်းပဲလို့ပြောခဲ့တယ်ကျောင်းဆင်းပြီးနောက်ပိုင်းတောင်ကလေးတွေကသူ့ကိုဆက်ပြီးအနိုင်ကျင့်နေခဲ့ကြတယ်စိုးသွမ်းတဲ့ကောင်မလေးတယောက်ကသူ့ကိုပေးပွားနေတဲ့ပေါင်မုံနဲ့ပေါက်ပြီးအကျယ်ကြီးရေမောခဲ့တယ်ဒါပေမဲ့ကောင်လေးကတော့အရာအလုံးကိုတိတ်တိတ်လေးပဲတီးခံနေခဲ့တယ်အိမ်ရောက်တဲ့အခါသူကြိုက်ဆုံးပုံဆွဲစာအုပ်ကိုထုတ်လိုက်တယ်ဒါကသူ့ကိုစိတ်သက်သာရာရစေရဲ့တခုတည်းသောအရာပါဒါပေမဲ့တယောက်ကသူ့ပုံဆွဲစာအုပ်ကိုဆုတ်ဖြဲထားခဲ့တယ်သူ့ညီမလေးကတော့ဝန်ခံဖို့ညှင်းဆိုခဲ့တယ်နောက်ဆုံးတော့သူတို့ရန်ဖြစ်ကြတယ်အဲ့ဒီအချိန်မှာပဲသူတို့အဖေအခန်းထဲဝင်လာတယ်သူအမှန်တရားကိုသိပေမဲ့ဘာမှမပြောခဲ့ဘူးအိမ်မှာသူ့ညီမနှစ်ယောက်ကိုသူ့ထပ်ပိုးချစ်ကြတယ်ဆိုတာကောင်လေးအမြဲသိနေခဲ့တယ်သူကအမြဲတမ်းဆုတ်ပြဲနေတဲ့ဖက်နှက်တွေကိုပဲစီးရတယ်ဖက်နှက်တစ်တောင်းတိုင်းလဲသူ့အမေရဲ့ဖက်နှက်ဟောင်းတွေကိုပဲအစားထိုးပေးခံရတယ်တနေ့တော့အเจ้าမှာပြေးပြိုင်ပွဲတစ်ခုရှိခဲ့တယ်ကောင်လေးကလူတိုင်းအထင်မှားနေတာကိုတက်တေပြချင်ခဲ့တယ်အဲ့ဒီပြိုင်ပွဲမှာလက်စလီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်လည်းပါဝင်ခဲ့ပေမဲ့သူမအเจ้าကိုသူသိမသိခဲ့ဘူးဖျားမို့လိုက်ပြီးပြိုင်ပွဲဆက်တင်ခဲ့တယ်ကောင်လေးကသူ့မှာရှိတဲ့ခွန်အားတွေအကုန်သုံးပြီးပြေးခဲ့တယ်အစားပိုင်းမှာသူကလူတိုင်းရဲ့ရှေ့ကိုရောက်နေခဲ့ပေမဲ့ပန်းတိုင်နာရောက်တော့လက်စလီကသူ့ကိုကြောက်တက်သွားခဲ့တယ်လက်စလီပြိုင်ပွဲမှာနိုင်သွားတဲ့ကောင်လေးလဲစိတ်ထဲမှာအရန်ကိုကြေကွဲသွားခဲ့တယ်လက်စလီကခင်မင်မှုနဲ့လက်ကမ်းပေးခဲ့ပေမဲ့သူကဒေါသတကြီးနဲ့မျက်နှာလွှဲသွားခဲ့တယ်လက်စလီလည်းအเจ้าမှာမပျော်ရှင်ခဲ့ပါဘူးသူမလဲနေတိုင်းအနိုင်ကျင့်ခံနေရတာပါအဲ့ဒီတော့မှသူတို့နှစ်ယောက်ကအတူတူပဲဆိုတာကိုကောင်လေးသဘောပေါက်သွားတယ်သူတို့နှစ်ယောက်လုံးကကြီးကြံနေကြတာပါဒီနေ့တော့ကျောင်းကားပေါ်မှာလက်စလီကကလေးတွေပြစ်နာကောင်တွေထိုင်နေခုံလို့ခေါ်ကြတဲ့နောက်ဆုံးခုံမှာထိုင်နေခဲ့တယ်ကောင်လေးကသူ့ဘေးမှာထိုင်ဖို့သူ့မောက်ကိုအမြန်ဆွဲခေါ်လိုက်တယ်ကားပေါ်ကဆင်းတော့လက်စလီကမှတ်တိုင်တစ်ခုထဲမှာပဲဆင်းတာကိုသူတီးထားမိလိုက်တယ်အဲ့ဒီအချိန်မှာပဲလက်စလီကသူ့ရဲ့အိမ်ကြီးချင်းတစ်ဆိုတာကိုသူတီးလိုက်ရတယ်သူ့မောက်ကိုတွေ့ရလို့သူအယမ်းဝမ်းသာသွားတယ်တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်သူငယ်ချင်းကောင်းတွေဖြစ်လာကြတယ်ဒီနေ့တော့ကောင်လေးကတတိမွေးပြီးသူ့ရဲ့ပုံဆွဲစာအုပ်ကိုသူ့မောက်ကိုပြလိုက်တယ်လက်စလီကသူ့ရဲ့ပန်းချီကားတွေကိုမြင်ပြီးအယမ်းသဘောကျသွားတယ်ဒီနေ့သူတို့ဆော့ကစားနေရင်းနဲ့ထူးဆန်းတဲ့တောတစ်ခုတည်းကိုရောက်သွားခဲ့ကြတယ်အဲ့ဒီမှာတစ်ပင်ပေါ်ကအိမ်ဟောင်းတစ်ခုကိုသူတို့တွေ့ခဲ့ကြတယ်သူတို့ပစ္စည်းချို့ကိုစုဆောင်းပြီးအဲ့ဒီနေရာကိုသူတို့ရဲ့ရှိုးဝက်ပုံအောင်ရနေရာလေးတစ်ခုအဖြစ်ဖန်တီးခဲ့ကြတယ်ကောင်လေးရဲ့မွေးနေ့မှာအိမ်ကဘသူကမှသူ့ကိုဂယူးမဆိုင်ခဲ့ကြပေမဲ့လက်စလီကသူ့ကိုပန်းချီဆွဲတဲ့ပစ္စည်းစုံကိုလက်ဆောင်ပေးခဲ့တယ်ဒါဟာသူ့အတွက်တန်ဖိုးရှိဆုံးလက်ဆောင်ဖြစ်လာခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာသူတို့ကအချစ်ဆုံးသူငယ်ချင်းတွေချစ်သွားကြတယ်ဒါပေမဲ့ဒီနေ့မှာတော့အရာအလုံးပြောင်းလဲသွားခဲ့တယ်လက်စလီမတော်တဆမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးဒီကဘာပေါ်မှာမရှိတော့ဘူးလို့သူ့ကိုပြောခဲ့ကြတယ်ကောင်လေးကလက်မခံနိုင်ခဲ့ဘူးသူတကယ်ပျော်ရှင်ရတဲ့တူးတဲ့တော်သူချစ်ခဲ့လို့သူ့ရဲ့ကဘာကြီးတစ်ခုလုံးမောက်မိုက်သွားခဲ့တယ်အခုတော့ကောင်လေးဟာတယောက်တည်းပြန်ဖြစ်သွားခဲ့ပြန်ပြီးကားပေါ်ကစင်တိုင်းလက်စလီလည်းဆင်းလာလိမ့်မယ်လို့သူခံစားနေရဆဲပါနောက်တနေ့မနက်မှာသူကလေငယ်လေးတစ်စင်းပေါ်မှာသူမရဲ့ပုံလေးကိုတင်လိုက်ပြီးမင်းကိုငါဘယ်တော့မှမင်းမှာမဟုတ်ဘူးလို့ရေးသားခဲ့တယ်တင်းဘွားမှာရောတင်းစီကနေအဝေးကြီးကိုထွက်သွားခဲ့ပြီးအခုချိန်ထိမင်းမရသေးတဲ့သူတယောက်ရှိခဲ့ဘူးလား